အခုအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ခုတော့ Microsoft မှာပဲဖြစ်ပါတယ်အားလုံးအားပေးကြပါဦးအားပေးကြပါဦး attention self လေးနဲ့ဆုံးပါပါအားလုံးအားပေးကြပါဦးကျွန်တော်နောက်ကလေးတို့ဖို့ဗီဒီယိုလေးတင်ပေးပါမယ်ဆိုရီဘာအဟောင်းရဲ့စီတော့တော့ရီကီယာရဲ့အကြောင်းကိုမေးတယ်။ဆိုင်ရှင်ကရီကီယာဟာအီချီကိုအတွက်ဆိုရင်တူမတက်ကိုတောင်တည်းအီချီကိုတတ်မခံရဘူးသူ့ကိုစီမှာတောင်းဆိုမှပြတောင်းရှင်းရတယ်။အီချီကိုရဲ့အကြမ်းမှာရီကီယာကသူ့ကိုတော့ကြောက်နေမှတွေ့ရတယ်။အဲဒီချိန်မှာရီကီယာကသူ့ကိုစီကိုတော့ဒီ brand fisher ဆိုတဲ့ပုံလေးကိုနောက်ကိုလိုက်ပေးအောင်လို့အီချီကိုကိုသက်ရှင်လာပြင်ပေးဖို့တော့သူ့ကိုတော့အဲ့ဒါပဲဆက်ပဲ။အားနေကြပါအားလုံးရီကီယာကစိတ်မရှိတော့ဘဲနဲ့အီချီကိုကိုအဲ့ဒါကိုအဲ့ဒါကသူ့ဘာဖြစ်တယ်လဲ။ဒီစကားပြောရင်အချီကိုဘာစကားပြောတာကိုရှာနေတော့ပြောရဲဆက်ပြီးအချီကသူ့ကိုယ်တိုင် fisher ကိုတောင်းမှာဖြစ်လို့ဒီနေရာကိုသူ့ပေးဖို့တောင်းဆိုလိုက်တယ် Okay ဒါပါစာအုပ်လေးလူကတွပြလိုက်လူပြလိုက်လူကမရှိနေအချီကိုလေ့ကျင့်ခန်းလေးကိုစူးစမ်းလေ့ကျင့်ပြီးနောက်ဒီနာမှာကျွန်တော်ဆိုဒီစားတဲ့စပိုင်ပဲပါDay 1နော် Day 1မှာဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတော့အားလုံးပဲစောင့်ကြည့်ပေးကြပါဦးဒီရဲ့ခြေကူကြောင့်ချင်းပြီးပြောင်းနိုင်ခဲ့တယ်။အဲကြောင့်မှဟော်လိုရဲ့ပုံစံနဲ့ပေါ်လာတယ်။ဒီချီကိုလည်းသူ့မိကိုတက်ခဲ့လို့တော့တာဖြစ်ပြီးအဲဒီကောင်ကိုထိုင်ခဲ့တယ်။နေရာလုံးတိုက်ခိုက်ရင်းနဲ့မျိုးရဲကိုရောက်လာပြီးချီကိုရဲ့နောက်ကိုလိုက်ရင်းတိုက်ခိုက်တယ်။အေးပါ။ credit တွေပဲလုပ်မယ်။ step လုပ်မယ်။ as wooden pick up okay ဒီမှာကြောက်တုံးလေးတွေ့တယ်ကြောက်တုံးလေးအနေနဲ့တူပါမယ်အချီကိုကခေါ်လို့ချဲတွေကိုပါထုတ်လိုက်လို့ခေါ်လို့လည်းတော့ထွက်သွားပြီးဒီလိုကိုရှင်းထိုင်နေတယ်။အဲနောက်မှာအချီကိုရှင်းလိုက်ပါအချီကိုလည်းရှင်းဖို့လို့တော့အချီကိုပတ်စကားလေးကိုသုံးလိုက်တယ်။ခေါ်လို့ကပတ်စကားလေးထိပါဝင်ရောက်လိုက်ခိုင်းရင်းနဲ့အချီကိုခါလိုက်တိုင်းတော့ပတ်စကားကိုပါပြီးခိုင်းပေါက်ဖို့တော့မှာအချီကသူ့ရဲ့ခေါ်လို့ကိုချင်တယ်။ခေါ်လို့ကပတ်စကားကိုစားပြီးတက်စီလိုက်တာအချီကိုကအထွေရပါပြီ။ခေါ်လို့ရဲ့မျက်နှာကိုအားနဲ့ထိုးလိုက်တာ။လေးကဲ14လုံးပြည့်သွားပြီ။ဆိုတော့ဒီလေးချက်ခရကောတော့ပြတ်မယ်ချက်ပွားလေးတစ်ခုပါမယ်တက်လေးနည်းနည်းလိုအပ်ပါတယ်ဘာစီလို့လို့ဟောလို့ဒီချီကိုကတာပါခံလိုက်ရတယ်။အချီလေးပြင်းသွားပြီးအချီဝဲမဲ့ကိုခံလိုက်တာ။အဲ့နောက်မှာလာကြည့်တဲ့ဒါဘူးမာလို့ဒုတိယအစီအစဉ်ပြင်လိုက်။ဒါပဲပြောက်သွားပြီ။အဲ့ဒီမှာတော်တော်တော့တက်တယ်လည်းခုံတယ်တက်တယ်နိုင်ရှိဖို့လိုပါတယ်တက်တယ်ကကြီးပါတယ်ရောပင်လေးပြန်ဆန်းလိုက်ကျွာတော့ချောင်းအစာလိုလေစာလိုပါလေစာလိုကြိုက်ပါတယ်စာနိုင်ကြပါတယ်လေရွာလေးရှောင်းရွာလေးမရှိအဘလူတော့ကျုံးပါလေအရှင်းမှာတနေရာရတစ်ခုတော့တွေ့ပြီးyes အစားလာတွေ့ yes တော့ပြပြီးရင်းနေဟိုဒီလိုရုပ်နေရရုပ်ပုံစီဟုတ်ရှိ
ရွာမတူတော့ပေါ်လာအလုံးမဲနားဆောက်ရွာရှာတော့မကန်နေဒီပါလေအိုးနေဟာဘောကျွန်တော်နေရာပြန်တော့ဘာမှမမြင်ရတော့ပဲဖြစ်သွားရတယ်။အဲ့ချိန်မှာကြံချင်တယ်ကဖြစ်သွားတယ်။ဒီကိစ္စကြီးကိုလည်းကျွန်တော်သူချစ်တဲ့ဝင်ချောတိုင်းတွေကိုပို့တက်လာအောင်ကြိုးစားနေကြတယ်။ โอเคပါ။ဒီဗီဒီယိုလေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါရစေခင်ဗျာ။ဇလန်းဆောင်တော့1964ခုနှစ်အမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုမှာဖြစ်ပွားခဲ့နိုင်ငံတကာကရာတီပြိုင်ပွဲကြီးတော့ပဲရွာရှာအားလာပြီးရွာရှာတော့မယ်ကြာရမှာပဲဖြစ်ပါတယ်။အလုံးကျွန်တော်အခုဆိုရွာတော့ရှာတော့မှာပဲဖြစ်ပါတယ်။ဒီကုဖူကိုလူတီများလာအောင်ကြိုးစားနေတဲ့တပည့်ကိုကြည့်ရင်ခင်းကြီးရှင်တွေမှာဒီတီတွေအပြည့်နေပေါ့။ရွာတော့ရှာတော့မှာပဲဖြစ်ပါတယ်။တိုင်စားပြီးအသေးရွယ်သူကိုရှာလာတဲ့တခင်ကြီးရှင်တွေတယောက်ဒီမှာကုလူမရတော့တဲ့ယောဂါတစ်ခုရှိနေတာကိုလုံခဲ့တဲ့တလားလကဟောင်ကောင်မှာစီကံတက်ပြရင်လည်းသိလာခဲ့ရပါတယ်။ဆီယဝန်ကတော့ဦးကောင်းတဲ့လေဘင်းကင်ဆာကိုပြန်လို့သတ်မှတ်ထားပြီးလောလောဆယ်ကင်ဆာဆေးတွေပြန်ပေါင်းလို့ထိန်းချုပ်ဖို့တက်ကင်းနဲ့နီးလန်းကိုသုံးဖို့ပြောတယ်လို့ဆက်လက်လေးဖြတ်ခိုင်းလိုက်ပါတယ်။တခင်ကြီးကတော့အင်းမလို့နေပဲဘာမဆိုရင်ဆိုင်ပြစ်လိုက်ဖို့အတင်းဖြစ်နေခဲ့ပုံပါပဲ။နောက်တစ်ခါမှာတော့သူစနီးရုံးစိတ်ရဲ့အမတ်တရားအုပ်ကူလေးရှိမှာဇနီးတဲ့တပ်ပုံလေးကိုတူတူကြီးငေးကြည့်ရင်းတွေ့နေကအူမီးကိုယ်လေတူတာဒီပုံချိုးလိုက်ဖို့ကြိုးစားနေရကိုတွေ့ကြရအောင်ပဲဖြစ်ပါလေ။နောက်တစ်ရက်ရောက်တော့ခင်ကြီးကြီးမယ်တင်တဲ့ကြောင်းကိုနိုင်ငံခြားသားကပ်ပလီလူငယ်တယောက်ရောက်လာခဲ့ပါလေ။လူငယ်ကတင်တဲ့ကြောင်းလေးကတခင်ကြီးကြီးမယ်နဲ့သူ့တပည့်ကိုရိုက်ထားတဲ့ပုံကိုတွေ့တော့မှသူလာလေးပြန်ပြန်သွားတယ်ဆိုတော့သိသွားတယ်လို့တခင်ကြီးကိုယ်တိုင်တင်နေလူလာနေရဆိုတော့သဘောတကျနဲ့ရှောက်ကြည့်နေခဲ့ပါလေ။ဒါပေမဲ့သူရှိမှလေးချင်နေတဲ့သူကပုံစံမှန်တာကြောင့်ဝင်ပြောလိုက်တော့တင်တဲ့သားတွေနဲ့တွေ့ကြမှာဘာသာစကားအခက်ခဲကြောင့်နားလည်မှုလွဲသွားပြီးအသေးစားတိုက်ပွဲတစ်ခုလောက်ဖြစ်သွားရပါသေးတယ်။တခင်ကြီးရောက်လာပြီးဝင်ထိန်လိုက်တော့ကပ်ပလီလူငယ်ကတခင်ကြီးကိုဝမ်ပန်းတစ်တောင်နဲ့ပြေးပြလိုက်တာသူ့ငယ်ကပီလီဆိုပြီးမိတ်ဆက်လိုက်ရင်သူ့ဆရာဘရစ်လီကတခင်ကြီးတို့အမေရိကန်ကိုလာဖို့လေလက်မနဲ့နောက်လာမှသူကျင်းပမဲ့ Gravity ပြန်ကိုလက်မအပြင်လွတ်စလီကိုရိုင်းကြီးထားတဲ့စောက်တော့ကိုသူ့ချင်းကနေသူပေးလိုက်တော့တယ်။ဒါပေမဲ့တခင်ကြီးကတော့လက်မနဲ့ဆောင်လို့ပီလီကိုပြန်ပေးလိုက်ရင်သူကဖြစ်လာဘူးလို့ပြန်ပြောပေးပါလို့ပီလီကိုပြောလိုက်ရင်ရွာမရှိဘူးလား။သူခန်းထဲကိုဝင်သွားပါလို့ဒါပေမဲ့ပီလီကတော့လက်မနဲ့ဆရာကြီးကိုပေးလို့ဆိုပြီးသူ့တပည့်တယောက်လက်ထဲကိုအတင်းထုတ်ခဲ့တယ်။အမြဲတမ်းဆက်သွားပါလို့နောက်ထပ်အားချင်တဲ့အကြောင်းမှရက်ဖြစ်လို့တခင်ကြီးရှိနေကိုအကြောင်းကိုခေါ်တယ်။အားချင်ကိုအကြောင်းထုံးမှဖြစ်တော့မယ်ဆိုတဲ့အကြောင်းကိုတခင်ကြီးကဂျာရီကတော့ရှင်ခွေးရေးပေးဖို့ပြောခဲ့ပေမယ့်ကျောင်းကြီးကအားချင်တဲ့ပတ်သက်ဒီချိန်ကပထမဆုံးချိန်ပုတ်တော့တာစိတ်မကောင်းပါဘူးလို့အားလုံးပဲကျွန်တော်တောင်းဝင်ပါတယ်လို့โอเคနိုင်ငံသားမှာကြောင်းထားကြည့်မစောတက်လို့ပါတိတ်မစောတက်သေးပါဘူးအားချင်တဲ့တရားကိုစီးအောင်မှာစီးဒါပထမဆုံးစောတာတော့ဖြစ်နိုင်ပါဘူးကျွန်တော်တောင်းဝင်ပါတယ်လို့
သူလည်းဒီကကျောင်းတွေဆင်ပြေလို့အမေရိကန်မှာကျောင်းတော်တက်ပြီးဒီမှာအလုပ်ပြန်ဝင်လုပ်နေတဲ့အကြောင်းပြောပြလိုက်တယ်။ဒါပေမဲ့ဒေနာမီကအပေါ်ရင်ဒေနာမီဖြစ်နေလို့ဘာမှစိုးရိမ်ဘူးဆိုပြီးပြန်ထွက်သွားခဲ့ပါတယ်။တခင်ကြီးကတော့သူ့ရဲ့အကြောင်းဘယ်သူ့ကိုမှမပြောဘဲပူပန်နေရတယ်လို့မလီမာရီတောက်ကိုလည်းကျောင်းဆက်ထားနိုင်လို့အကြံထုတ်နေရပါတော့။စေကျော်တဲ့အရွယ်လူငယ်ဆိုတော့လေအရာရာကိုမကြည့်မနဲ့ဖြစ်နေတတ်ပြီးဒီကကြီးလေးမရှိတော့ဘူးဆိုတော့ကလေးကအဖေနဲ့အနေငယ်ဝင်သွားခဲ့ပုံရပါတယ်။တခင်ကြီးကသူ့အမေရိကန်ကိုသွားပြီးအားကျွမ်းအတွက်ကျောင်းသွားရှာဖို့ဆုံးဖြတ်လိုက်ပြီးသူသွားနေကိုအားကျွမ်းကိုကြည့်ထားပြီးသူ့မိတ်ဆွေကိုဘုတ်ကိုအန်နေတော့ပါပဲအားကျွမ်းကသူမသွားဘူးပါညာလေးတခင်ကြီးကဒရိုင်ဆန်လုပ်နေလို့အရင်တစ်ချက်တော့အုပ်လိုက်ရပါသေးတယ်အိမ်တော်မှာတော့တခင်ကြီးလေးမြန်ကြီးကိုစီးပြီးအမေရိကန်ကိုထွက်လာခဲ့ပါပြီဆန်ဖရန်စစ္စကိုလေးစိတ်ကိုရောက်တော့သူ့မိတ်ဆွေအောင်အပူကင်းကလာချိုခဲ့ပါလိမ့်သူတို့မိတ်ဆွေအောင်နှစ်ယောက်မတွေ့ရကြတော့ကောင်းမှာပဲရှေးအောင်နောက်ပြည်ပြောလိုက်ကြသလိုအားချွန်လေးတို့အကြောင်းရှာဖို့ကတရုတ်လူဆောင်ဖွဲ့ကထောက်ခံတာလို့အကြောင်းတခင်ကြီးရဲ့အကျိုးဆောင်ဥက္ကဋ္ဌဝန်ကိုပြည့်စုံမှုကလေးကိုကင်းကအကုန်စီစဉ်ပြီးထားခဲ့ပါလိမ့်ဒီလိုနဲ့သူတို့တရုတ်တန်းကိုရောက်လာခဲ့ကြပြီးတရုတ်ကျိုးတော်ဆောင်ဖွဲ့နဲ့ပြည့်စုံခဲ့ပါလိမ့်ပြည့်စုံပွဲမှာတခင်ကြီးနဲ့အရင်ကလေးကတည်တဲ့မိတ်ဆွေတယောက်ကဝမ်းသာအားရနှုတ်ဆက်ကြိုးစိုးနေကြံဖွဲ့ကိုဒီကျိုးကျိုးပြီးသွားပြီပေါက်ပြီတခင်ကြီးချက်ချင်းတိလိုက်ပြီနေအတနိုင်ဆုံးပြုံးမှာအားလုံးကိုသူ့ဘက်ကပဲစာပြေးပေးဆက်လိုက်ပါတကယ်တော့အကျိုးဆောင်ဖွဲ့ဝင်တွေအားလုံးကတိုင်းတင်တဲ့ကြောင့်ဆရာကြီးပဲဖြစ်ပြီးဒီကနေ့တပည့်သူဆရာတခင်ကြီးမှာပေါ့အမည်မကြီးဖြစ်နေကြပါရှေးရိုးစတရုတ်တွေရဲ့အမြင်မှာရုပ်ကိုယ်ကိုအခြားလူမျိုးသားတွေကိုသင်ပေးနေတဲ့အပြင်အင်္ဂလိပ်ဘာသာနဲ့စောပါကျိုးရတော့မကြီးနဲ့ဖြစ်နေကြတယ်ဖြစ်ပေါ်တယ်။လေဘလော့လေးနင်းငယ်စီကထောက်ခံစားလို့နင်းငယ်သူတပည့်ကိုစိုးပါပေးဖို့အကြံခံလိုက်ပါလိမ့်ဒါပေမဲ့တခင်ကြီးကသူတပည့်ဘူးစီဘက်ကနေထောက်ခံလိုက်တာကြောင့်ဘုရားရဲ့တခင်ကြီးအားပေးဖို့ဖြစ်ပြီးအဲ့တော့အခုကတခင်ကြီးနေဖို့အခင်ကိုလိုက်ဖို့ပြီးခဲ့ပြီးထောက်ခံစာရဖို့အခြားသူမိတ်ဆွေတွေစီကအကူကြီးတောင်းကြည့်ပေးဖို့ပြည်ပေးပါပြန်သွားခဲ့ပါလေညဘက်ရောက်တော့တခင်ကြီးကဟောတော့သူ့အိမ်ကိုဖုန်းဆက်ပြီးသွားပါပြီဒီကနေထွက်တော့ကိုပို့ပေးတာကနီးရောက်ပြီထွက်တော့ဖုန်းမပြောလိုက်ရပါဘူးဆောင်းဆိုးတယ်ဥက္ကဋ္ဌဝန်ကဒီမိယူနာကိုဆောင်းတဲ့ဘိုးမှာစင်လို့တက်ဖြောပြနိုင်ဖို့အကြည့်တိုင်းကိုပြင်နေရပဲဖြစ်ပါလေဒါပေမဲ့ကောင်မလေးကတော့တိုင်းတင်လို့စိတ်မပေါဘူးနဲ့အဖေကိုမနှုံးဆန်ရေးတော့စိတ်မပေါဘူးလုပ်နေတာဖြစ်နေကြပါနောက်တစ်ရက်မှာတော့အခုကိန်းကဒီလိုပုံစံနဲ့အဖြူကောင်တယောက်စီကိုသွားပြီးတော့ခင်းကြီးရှင်ကထောက်ခံစာရေးပေးဖို့အခုချိန်ကြီးကမတွေ့သေးပါဘူးဗျာဟုတ်ကဲ့ရေးပေးနိုင်ဘူးဆိုပြီးအခုကိန်းကရှားတာတကယ်ခက်ပါလေအမေရိကန်နိုင်ငံကပြည်ပြည်ဒီမိုကရေစီနိုင်ငံဖြစ်ပေမဲ့လူမျိုးရေးခွဲခြားမှုတွေကိုတော့အခုဒီရင်ဆိုင်နေရတော့ဖြစ်သွားညနေပိုင်းတော့တကယ်ကြီးကသူ့ရဲ့ Bruce Lee ရဲ့စီယုတ်ပြဖို့ကိုသွားခဲ့ပြီးသူ့ရဲ့ Bruce Lee ကိုတော့အားပေးခဲ့ပါတယ်ဝယ်ပြီးတော့အပြန်ကြတော့ Bruce Lee ကခင်းကြီးကိုတာဇန်ဆိုတဲ့ဆိုင်မှာ live act နေခဲ့ပါတယ်တကယ်ကြီးက Bruce Lee ရဲ့အောင်မြင်မှုကိုချီးကျူးလိုက်လို့အမေရိကန်ကိုလာရတဲ့နောက်ချက်အားကျွမ်းတဲ့ generation ဖြစ်တဲ့ကပြောပြထားပါတယ်တော့ဝတ်တရားကျွန်တော် share လုပ်နေဗျာကျိုးဆောင်တွေကဆရာကိုထောက်ခံစာရေးပေးလိုက်ကြဖို့လို့အစလေးပြောလိုက်ပြီးသူ့မှာရှိတဲ့ဘေးတယောက်ရှိတဲ့ထောက်ခံစာအတွက်ကိုပြောလိုက်ပါတယ်အဲ့ချိန်မှာပဲဒါတော့ပတ်ဝန်းကျင်ဖြစ်ပါတယ်ပါတူတီရဲ့လေးလေးစားစားနဲ့ဝိုင်းနေcomment မှာပါတူလို့မန်းခဲ့ပြီပါသူတပည့် rate တာစာအလုံးကျေးဇူးတင်ပါ